ပကံစေးသမားလေးရှောင်းမေကဘသူမှတတိမထားမိတဲ့အချိန်မှာဧည့်သည်တွေစားလို့ကြံခဲ့တဲ့ကိန်းမုံကိုခိုးစားလိုက်တဲ့အရသာခံပြီးစားဖို့ပြင်နှုံးရှိသေးတောက်ပနေတဲ့စိန်လက်စွပ်တကွင်းကိုသွားနဲ့ကိုက်မိလိုက်တယ်။သူမဘာဖြစ်လို့ဖြစ်မှန်းမသိသေးခင်မှာပဲဝစ်စုံအပြည့်နဲ့အမျိုးသားတအူမိဖို့ကြောင့်လဲစိုးဝင်လာတဲ့လန့်သွားတဲ့သူမကလက်စွပ်ကိုပါဆက်ထဲချက်ချင်းငုံထားလိုက်တယ်။အဲ့ဒီလူကလက်စွပ်တကွင်းမြင်မိလဲလို့လာမေးတော့ရှောင်းမေကချက်ချင်းကောင်းခါပြလိုက်တယ်။အဲ့ဒီလူကလိုက်ရှာလို့မတွေ့တဲ့အစုံဒေါသတကြီးနဲ့ထွက်သွားတော့မှရှောင်းမေလဲတပြင်းချနိုင်ပြီးပါဆက်ထဲကလက်စွပ်ကိုထုတ်လိုက်တယ်။ဒါပေမဲ့ဒီလိုရက်ကသူတို့ရဲ့ဘဝတွေကိုလုံးဝပြောင်းလဲသွားစေမယ်ဆိုတာသူမမသိခဲ့ဘူး။သူမကလက်စွပ်ကိုယူပြီးထွက်ပြေးဖို့ပြင်ဆင်နေတော့လက်စွပ်ပိုင်ရှင်နဲ့ပြန်တိုးမိပြန်တယ်။ကျွန်တော်ကြိမ်ပြောရတဲ့လက်စွပ်ကအထဲမှာရှိနေတော့မယ်ဝန်ခံလိုက်စမ်းပါရှင်ကျမကိုမယူခြင်းလို့စင်ကြေပေးနေတာမလားလူယုံမှာသူတစ်ပါးရဲ့အိမ်အောင်ရေးကွက်ကွက်ပြပြဖြစ်မှာမလိုလားတဲ့ရှောင်းမေကလက်စွပ်ကိုပြန်ပေးလိုက်တဲ့ကိစ္စတွေပြီးသွားပြီလို့ထင်ထားပေမဲ့ဘသူကထင်ပါလဲအဲ့ဒီလူကသူ့ရေးစားကိုရှင်းပြပေးဖို့တောင်းဆိုလာတယ်သူမဘလောက်ပဲညင်းညင်းအဲ့ဒီလူကဆွဆွဲခေါ်သွားခဲ့တယ်သူတို့စားတောက်ဆိုင်ကိုပြန်ရောက်ချင်းတားဆီးချင်းခံလိုက်ရတဲ့ဆိုင်ရှင်ကပကံစေးသမားကိုဆိုင်ရှိခန်းနဲ့ပေးမဝင်ဘူးရှောင်းမေတယောက်ချက်ချင်းရှက်ကိုရှက်ကန်ဖြစ်သွားရရှာတယ်ဒါပေမဲ့အဲ့ဒီလူကရှောင်းမေကသူ့တငယ်ချင်းမလို့ပြောပြီးသူမရဲ့အကြက်ရိုက်မှုကိုကူညီဖြေရှင်းပေးခဲ့တယ်သူ့ရေးစားကိုရှာတွေ့ချင်းမှာပဲတခြားလူတယောက်နဲ့ဖက်လက်တကင်းဖြစ်နေတာကိုမြင်လိုက်ရတယ်သူ့ရေးစားကသူ့အပေါ်တစ္ဆာဖောက်လိုက်မယ်လို့အဲ့ဒီလူမထင်ထားခဲ့ဘူးရှောင်းမေကနှစ်သိမ့်ပေးခြင်းပေမဲ့ဝင်မပါတင်ဘူးလို့တွေးမိပြန်တယ်အဲ့ဒီအချိန်မှာဆိုင်ရှင်ကအော်ဒါမှာဖို့လာပြောတယ်မမျှော်လင့်ပဲအဲ့ဒီလူကဝီစကီနှစ်ခွက်မှာပြီးရှောင်းမေနဲ့အတူတူတောက်မယ်တဲ့အားလုံးအံ့ဩသွားကြတယ်သူ့ရေးစားတုံးတူအောင်လို့ရှောင်းမေကိုသူ့ရဲ့လိုက်လံပိုးပန်းသူအဖြစ်ဟန်ဆောင်ပေးဖို့အဲ့ဒီလူကတောင်းဆိုတယ်ရှောင်းမေကညင်းဖို့ပြင်လိုက်ပေမဲ့အဲ့ဒီလူကတယော်ပြီးဟန်ကြီးပန်ကြီးလုံးမနေပါနဲ့မင်းကပကံစေးသမားတက်တက်ပဲမဟုတ်လားဒီလက်စွပ်ကိုမင်းကိုပေးမယ်မင်းပတ်စံလိုနေတာတေချက်ပဲလို့ပြောလိုက်တယ်ပြီးတော့ဆိုင်ရှင်ကိုလှည့်ပြောတယ်သူမရဲ့ညစ်ပတ်တဲ့အဝတ်စားတွေကိုမကြိုက်ဘူးသူမကိုအစေးကြီးဆုံးဝတ်စုံလဲပေးလိုက်ပါတယ်ရှောင်းမေတယောက်စိတ်ထဲမှာခံစားချက်တွေပေါင်းစုံသွားတယ်ဒီလူကသူမကိုအိမ်မက်ထဲကမင်းသမီးလေးလိုဟန်ဆောင်ခွင့်ပေးခဲ့ပေမဲ့သူမအပေါ်နှိမ်ချဆက်ဆံမှုကပြင်းထန်တဲ့ဒေါသနဲ့မုန်းတီးမှုကိုပေးစွမ်းခဲ့တယ်သူမကိုယ်တိုင်ကိုယ်ကြတက်တည်ပြချင်ခဲ့တယ်ရှောင်းမေကလှပတဲ့အနီရောင်ဝတ်စုံကြီးနဲ့ပွဲထွက်လာတဲ့အခါအဲ့ဒီလူကချက်ချင်းပဲသူမရဲ့အလှမှာနစ်မျောသွားရတယ်အဲ့ဒီတော့မှရှောင်းမေရဲ့နာမည်ကိုမေးဖို့တတိယပြီးရင်ရင်ကြေးကြေးနဲ့ထိုင်ဖို့ဖိတ်ခေါ်တယ်ဒါပေမဲ့သူမရဲ့ညှင်းပယ်ခြင်းကိုခံလိုက်ရတယ်ရှောင်းမေကလက်ဖြောက်တစ်ချက်တီးပြီးသူမရဲ့အစီအစဉ်ကိုစတင်လိုက်တယ်သူရေးစားတဝန်တို့စီဖို့အတွက်အဲ့ဒီလူကိုဆွဲခေါ်ပြီးတန်ကိုထန်ကောက်ကပွဲကိုဆင်နွှဲလိုက်တယ်သူမရဲ့ကကွက်တွေကတဆိုင်လုံးကိုဖန်ဆာသွားပြီးအဲ့ဒီလူလည်းလုံးဝစိတ်အာရုံနဲ့မျောသွားရတယ်ဒီအရာအလုံးကမျောလင့်ထားတဲ့အတိုင်းသူရေးစားအပေါ်တက်ရောက်မှုရှိသွားခဲ့တယ်အဲ့ဒီလူကပကံစေးသမားတယောက်ကဘာလို့ကတက်တာလဲလို့မေးတော့ရှောင်းမေကပြန်ပတ်လိုက်တယ်ရှင်ကကျမကိုမွေးကလေးကပကံစေးသမားလို့ထင်နေတာလားကျမမှလည်းကိုယ်ပိုင်အိမ်မက်တွေရှိတာပေါ့အကကကျမဘဝရဲ့တက်တာအချစ်ဆုံးအရာပဲဒီလောက်ဆင်းရဲနေရင်တော့မှကျမရဲ့အိမ်မက်နောက်ကိုလိုက်ဖို့ဘယ်တော့မှလက်မလျှော့ခဲ့ဘူးရှောင်းမေရဲ့စကားတွေကြောင့်အဲ့ဒီလူကရှက်ကိုရှက်ကန်းနဲ့တောင်းပန်ခဲ့တယ်ဒါပေမဲ့သူမကတောင်းပန်မှုကိုညှင်းပယ်ပြီးလက်စွပ်ကိုအဲ့ဒီလူရဲ့ပါးစပ်ထဲဆွတ်ထိုးထည့်ပေးလိုက်တယ်ထွက်ခွာသွားတဲ့ရှောင်းမေရဲ့ကြောပြင်ကိုကြည့်ပြီးအဲ့ဒီလူလိုက်ဖို့ပြင်တော့သူ့ရေးစားကလာတာပြန်တယ်သူ့ရေးစားကဥဆောင်ပြီးပြန်ဆင်ပြေအောင်လုပ်ကနမ်းလိုက်တယ်သူတို့နှစ်ယောက်ပြန်ဆင်ပြေသွားတာကိုကြည့်ပြီးရှောင်းမေရဲ့စိတ်ထဲမှာခံစားချက်တွေရှုပ်ထွေးနေခဲ့တယ်သူမကအဲ့ဒီလူနောက်ကလိုက်လာပြီးဆက်ပြီးတောင်းပန်မှုဘယ်လောက်တောင်မျှော်လင့်ခဲ့မိလဲသူမရဲ့ကကွက်တွေကဆွဲဆောင်မှုရှိတယ်လို့ချီကျူးပြီးတောင်းလို့ပုံနေတဲ့ပကံခွဲရောက်တွေကိုထပ်ပြီးစေးစရာမလိုတော့ဘူးလို့ပြောမှာပေါ့ဒါပေမဲ့အိမ်မက်ဆိုတာနိုးထရစမြဲပါပဲသူမထွက်ခွာဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲဆိုင်ရှင်ကသူမရဲ့ပင်ကိုရေးချင်းကိုသဘောကျပြီးစပွဲတို့ဖြစ်လှုပ်ဖို့ကန့်လန့်ခဲ့တယ်ရှောင်းမေကစိတ်မကောင်းစွာနဲ့ပြုံးလိုက်တယ်ဒါကအကောင်းဆုံးစက်သိမ်းဖြစ်နိုင်ပါတယ်၃လကြာပြီးနောက်ဆိုင်ရှင်ကကြကြီးကြီးနိုင်တဲ့ဧည့်သည်တယောက်ကိုဧည့်ခံဖို့ရှောင်းမေကိုတာဝန်ပေးတယ်သူမစပွဲစီရောက်သွားပြီးကြည့်လိုက်တဲ့အခါမထောက်မညာမာနာကြီးလာတဲ့အဲ့ဒီလူဖြစ်နေပြန်တယ်သူမကိုရှေ့ကအချိုပွဲကိုမြည်ဆန်းကြည့်ဖို့အမိန့်ပေးတယ်ရှောင်းမေလည်းဇုံးနဲ့တလုတ်ခတ်စားလိုက်ပြီးအရသာခံဖို့ပြင်တော့တွားနဲ့တစ်ခုခုကိုကိုက်မိပြန်တယ်ထုတ်ကြည့်လိုက်တဲ့အခါပိုပြီးကြီးမားတဲ့လက်စွပ်တကွင်းဖြစ်နေတဲ့အဲ့ဒီအချိန်မှာအဲ့ဒီလူကရှောင်းမေကိုတန်ကိုတူကားဖို့ညင်သာစွာဖိတ်ခေါ်လိုက်တယ်အမှန်တော့